မင်္ဂလာပါဒီဗီဒီယိုကိုကြည့်နေတဲ့လူတွေထဲကဒီအချိန်မှာတင်ကဘာလို့ရမလဲမသိဘူးလို့ခံစားနေရရင်တင်ဘဝရဲ့လမ်းကြောင်းကိုမမြင်နိုင်တော့ဘူးလို့ခံစားနေရရင်ဒီနေရာလေးမှာခဏလောက်အနားယူပါတင်နှလုံးသားကိုအလေးထားပြီးတော့နားထောင်ကြည့်ပါဒီကဘာမှာလမ်းပြောင်းနေတယ်လို့ခံစားရတာကတင်ညံ့လို့မဟုတ်ပါဘူးတင်ကြရှုံနေတာလည်းမဟုတ်ပါဘူးဒါကတင်တကယ်အသက်ရှင်နေတယ်ဆိုတဲ့တက်တေပါလမ်းပြောင်းနေတယ်ဆိုတာအရင်လမ်းဟောင်းတွေကမတင်တော်တော့ဘူးဆိုတာကိုတင်းစိတ်နဲ့တင်းခန္ဓာကိုယ်ကတင်းကိုတိတ်တိတ်လေးပြောပြနေတာပါအခုဒီအချိန်မှာတင်ကြိုးစားနေတဲ့အရာတွေကိုရုတ်တရက်မကြိုက်တော့တယ်လို့ခံစားရတယ်အရင်ကယုံကြည်ခဲ့တဲ့အရာတွေကိုမယုံကြည်နိုင်တော့ဘူးတခြားလူတွေကကောင်းကောင်းမွန်မွန်နဲ့ရှေ့ဆက်ပြီးတော့ရှောက်လန်းနေတဲ့အချိန်မှာတင်တယောက်တည်းနေရာတနေရာမှာရက်နေတယ်လို့ခံစားရတယ်။ဒါပေမဲ့ဒီအချိန်ကတင်နောက်ကျနေတာမဟုတ်ပါဘူး။တင်မားနေတာလည်းမဟုတ်ပါဘူး။ဒီအချိန်ကတင်ဘဝကတင်ကိုရက်ပါအောင်နားထောင်ပါအောင်ဆိုပြီးတော့ပြောနေတဲ့အချိန်ပါ။တချို့အချိန်တွေမှာဘဝကကောင်းမွန်တဲ့လမ်းကိုတခါတည်းမညွန်ပြဘူး။အရင်ဆုံးလမ်းတွေကိုဖြတ်ပစ်လိုက်တယ်။မရေရာမှုတွေကိုဘေးလိုက်တယ်။အတွင်းထဲမှာတောင့်တမှုလွတ်လပ်မှုနာကျင်မှုတစ်ခုပေါ်လာအောင်လုပ်လိုက်တယ်။ဒါဟာဘဝကတင့်ကိုအပြစ်ပေးတာမဟုတ်ပါဘူး။ပြောင်းလဲဖို့ဖိတ်ခေါ်နေတာပါ။အခုဒီအချိန်မှာတင့်ကိုရင်မီးစရာမီးခွန်းကငါဘာလုပ်ရမလဲဆိုတဲ့မီးခွန်းမဟုတ်ပါဘူး။ငါဘာဖြစ်ချင်လဲဆိုတဲ့မီးခွန်းလည်းမဟုတ်ပါဘူး။တင့်ကိုယ်မီးရမယ်မိခွန်းကငါအယမ်းပင်ပန်းနေပြီလားငါစိတ်ကအနာယူချင်နေပြီလားငါတယောက်ယောက်လို့ဖြစ်ဖို့အယမ်းများကြိုးစားနေမိတာလားဆိုတဲ့မိခွန်းတွေပါလမ်းပြောင်းနေတဲ့အချိန်မှာဆုံးဖြတ်ချက်ကြီးတွေချဖို့မလိုပါဘူးအနာဂတ်ကိုချက်ချင်းတီးဖို့လည်းမလိုပါဘူးကိုအပြစ်မတင်ဖို့ပဲလိုပါတယ်ဒီအချိန်မှာတင်လုံနိုင်တဲ့အရေးကြီးဆုံးအရာကကိုကျင်နာဖို့ပါမနဲ့အိယာထလာပြီးတော့ဘာလို့ရမလဲဆိုတာမသိလို့တင်တိတ်လေးထိုင်နေတဲ့ဆိုရင်တော့မှတင်ရဲ့အဲ့ဒီတနေ့တာမပြည့်စည်တော့ဘူးဆိုတာကိုသိထားပါဘာမှမအောင်မြင်တဲ့နေ့ဘာမှအဆင်မပြေတဲ့နေ့လို့ထင်နေရတယ်ဆိုရင်တော့မှတင်အသက်ရှင်နေသေးတယ်တင်အသက်ရှူနေသေးတယ်တင်လက်မလျှော့သေးဘူးဒါတွေကအောင်မြင်မှုတွေပါပဲလူအများစုကလမ်းပြောင်းနေတဲ့အချိန်ကိုဖုံးကွယ်ထားတတ်ကြတယ်။အောင်မြင်မှုတွေကိုပဲပြကြတယ်။ဒါကြောင့်တင်တယောက်တည်းပဲဒီလိုခံစားနေရတယ်လို့ထင်ရတတ်တယ်။ဒါပေမဲ့အမှန်တကယ်တော့လူတိုင်းကတစ်ချိန်ထက်မကလမ်းပြောင်းဖူးကြပါတယ်။တချို့ကအလုံးမှာတချို့ကချစ်ချင်းမေတ္တာမှာတချို့ကကိုဘတူလဲဆိုတာကိုရှာဖွေတဲ့နေရာမှာလမ်းပြောင်းခြင်းဆိုတာဆုံးရှုံးခြင်းမဟုတ်ပါဘူး။ကိုနဲ့ဆိုင်တွေ့ဆုံဖို့လမ်းတစ်ခုပဲဖြစ်ပါတယ်။အခုဒီဗီဒီယိုကိုကြည့်နေတဲ့တင်ကိုတစ်ခုပြောချင်ပါတယ်။တင်ညံ့လို့မဟုတ်ပါဘူး။တင်ပြင်းရည်နေတာလည်းမဟုတ်ပါဘူး။တင်ကြရှုံနေတာလည်းမဟုတ်ပါဘူး။တကယ်တော့တင်ပင်ပန်းနေတာပဲဖြစ်ပါတယ်။အရန်ကြိုးစားခဲ့ပြီးတော့ပင်ပန်းလာတာပါ။အခုအနားယူလိုက်လို့နောက်ကျမသွားပါဘူး။နားလိုက်လို့တင်ဘွားကတင်ကိုထွက်ပြေးမသွားပါဘူး။တခါတလေဘာလို့ရမလဲဆိုတာကိုမတိတဲ့အချိန်တွေမှာလှုပ်ရှားကဘာမှမလုပ်ပဲကိုယ်စိတ်ကိုကြည်နေုံပါပဲဒီနေ့ကကြီးမားတဲ့ရည်မှန်းချက်တွေမလိုပါဘူးအတေးဆုံးအလင်းတန်းလေးတစ်ခုလောက်နဲ့လုံလောက်ပါတယ်ဒီနေ့တင်အသက်ရှူတာကိုတတိလေးထားပြီးတော့ကြည်နိုင်နေဆိုရင်ဒီနေ့ကိုအပြစ်မတင်တော့ရင်ဒီနေ့ကိုနည်းနည်းလောက်လေးအနာပေးနိုင်တယ်ဆိုရင်ဒါဆိုရင်ဒီနေ့အတွက်လုံလောက်ပါပြီလမ်းဆိုတာတခါတည်းနဲ့မပေါ်လာပါဘူးခြေလမ်းလေးတွေလမ်းသွားရင်းနဲ့နောက်မှပေါ်လာတာပါအခုမမြင်ရသေးလို့လမ်းမရှိဘူးလို့မထင်ပါနဲ့တင်မတိသေးတဲ့ဘဝကတင်ကိုမစွန့်ခွာသေးပါဘူးတင်ကိုစောင့်နေတာပါဒီဗီဒီယိုရဲ့အဆုံးမှာတင်ကိုတခုတာမှတ်ထားစီချင်ပါတယ်တင်လမ်းပြောင်းနေတာမဟုတ်ပါဘူးတင်ပြောင်းလဲနေတာပါပြောင်းလဲမှုတွေအလယ်မှာမရေရာမတိချမှုတွေကတဘာဝပါဒီအမောင်ချိန်တွေကအဆုံးတက်မဟုတ်ပါဘူးအတိတ်စတင်ခြင်းတစ်ခုရဲ့အစမ်းတက်ပါ
တင်အစင်မပြေတဲ့အချိန်တွေမှာတော့မှတင်ဟာတန်ဖိုးရှိပါတယ်ဒီနေ့အထိအသက်ရှင်နိုင်ခဲ့တဲ့အတွက်ကိုတိတ်တိတ်လေးချီးကျူးလိုက်ပါလမ်းပြောက်တယ်ဆိုတာကတကယ်တော့တင့်ကိုတင်တီးချနားထောင်ပေးဖို့ဘဝကတင်ကိုတခါတလေလေးနေရာတစ်ခုမှာခဏလောက်ထားလိုက်တဲ့တဘောပါတင်အခုမတိတည်တဲ့အဖြေတွေကတဲ့အတွင်းထဲမှာမရှိသေးလို့မဟုတ်ပါဘူးအချိန်မရောက်လာသေးလို့တိတ်တိတ်လေးတဲ့အတွင်းထဲမှာစောင့်နေတာပါဒီအချိန်ကိုကိုယ့်ဘဝရဲ့အမှားအဖြစ်မတတ်မှတ်ပါနဲ့ဒါကတင်ဘဝရဲ့အသက်ပြန်ယူနေတဲ့အချိန်တစ်ခုပါနောက်တစ်ချိန်တင်နောက်ကိုပြန်လဲကြည့်လိုက်မယ်ဆိုရင်တင်လမ်းပြောင်းနေခဲ့တဲ့ဒီအချိန်တွေကကိုနက်နက်ရှိုင်းရှာတွေ့စေခဲ့တဲ့အချိန်တွေအဖြစ်တင်အမတ်ရနေပါလိမ့်မယ်ဗီဒီယိုအဆုံးထိရှိနေပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်အကယ်၍ဒီဗီဒီယိုကနေတင်အေးချမ်းမှုတစုံတရာရရှိခဲ့မယ်ဆိုရင်ဒီဗီဒီယိုလေးကို like share လေးလုပ်ပြီးတော့ဖို့မမီနေနော်နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့ဆုံလို့ရအောင် channel လေးကို subscribe လုပ်သွားပေးဖို့လည်းမမီနေနော်နောက်ဗီဒီယိုတွေမှာတွေ့ကြမယ်နော်